မင်္ဂလာပါဆွေပင်းကူ 3D မိတ်ဆွေအားလုံးမင်္ဂလာနာနဲ့ခင်ဗျာနော်ဆွေပင်းကူရဲ့တင်ရှာမြင်ရှာကြားရှာအားလုံးဦးတိမ်မှာပေါင်းစံဒီနေမနဲ့ 3D တကွပြောပြပါဖြစ်ပါနော်ခွန်နဲ့3နဲ့30 1နဲ့10နဲ့17 3ညာ1 3ညာနဲ့နေ့ပြိုင်နဲ့နေ့လယ်နဲ့တိပြိုင်နဲ့မှာ3ပြိုင်ဖြစ်မယ်တဲ့3ညာ1နေ့3ခွန်နဲ့3နဲ့10 1နဲ့10နဲ့1 3ညာ1 3ညာနဲ့နေ့ပြိုင်နဲ့နေ့ဆိုနေ့ခလဲနဲ့တိပြိုင်နဲ့မှာ3ဖြစ်မယ်3ညာ1နေ့3ဟုတ်ပြီ3ညာ1နေ့3ဖြစ်အချိန်မှာနေ့နဲ့3နဲ့ဒီနေ့နဲ့3နဲ့5လို့ဖြစ်ပါတယ်နော်နေ့နဲ့3နဲ့5နဲ့10နဲ့5နော်နေ့နဲ့3နဲ့5နဲ့10နဲ့5 3နဲ့နေ့နဲ့5 4နဲ့တိပြိုင်နဲ့မှာ5ဖြစ်မှာနော်4ပြိုင်နဲ့တိပြိုင်နဲ့မှာ5ဖြစ်မှာဖြစ်ပါတယ်နော်ဟုတ်ပြီနော်4ပြိုင်နဲ့တိပြိုင်နဲ့မှာ5ဖြစ်မှာနော်ဆိုတော့နေ့နဲ့3နဲ့5နဲ့3ညာနဲ့5 3နဲ့နေ့နဲ့5 4နဲ့1နဲ့5ဒီ3ညာ1နေ့3ကလည်း1ပြိုင်နေ့နဲ့3နဲ့လည်း5ပြိုင်9နဲ့3ညာ5နဲ့3ညာနဲ့5ပြိုင်3နဲ့နေ့နဲ့5ပြိုင်4နဲ့1ပြိုင်ဆိုတော့5ပြိုင်ဆိုတော့ဟုတ်ပြီ1ပြိုင်လာမှာဖြစ်ပါတယ်နော်ဆိုတော့1ပြိုင်ဆိုတော့ဟုတ်ပြီနေ့9နေ့3တဲ့နေ့9နေ့3ဆိုရင်နေ့1 3ညာ3လို့ဖြစ်ပါတယ်နော်နောက်တစ်ခါနေ့9က3ဆိုရင်6 9 8က3လို့ဖြစ်ပါတယ်နော်နောက်တစ်ခါ9 6 8က3ဆိုရင်တော့1 6 6က3လို့ဖြစ်မယ်နော်1နောက်ပတ်ရဲ့6ခလဲရဲ့6ခလဲ3လို့ဖြစ်မယ်နော်နေ့9နေ့3နော်နေ့1 3ညာက3နော်နေ့9က3 6 9 8က3နော်9 6 8က3 1 6 6က3ဒါ3ဖြစ်ချင်းဒီအော်3အပေါ်3နဲ့ဖြစ်ပါတယ်နော်ဒါဆိုရင်ဒီမှာ6နဲ့ခ9 1နဲ့ခ8 3နဲ့ခ5တဲ့6နဲ့ခ9 1နဲ့ခ8 3နဲ့ခ5 6နဲ့ခ9ဖြစ်ရင်ဒီ3လုံးက3 1နဲ့ခ8ဖြစ်ရင်ဒီ3လုံးက3 5နဲ့3နဲ့ခ5ဖြစ်ရင်ဒီ3လုံးက3ဆိုရင်65အတွဲဖြစ်ပါတယ်နော်ဟုတ်ပြီနော်3နဲ့ခ5လို့ဖြစ်ရင်ခွန်1 5ကဒါ73လို့ပြန်ဖြစ်တယ်နော်1နဲ့ခ8လို့ဖြစ်ရင်ဒီနောက်ပိုင်း3လုံး9 6 8ကပြန်3ရယ်နော်6နဲ့ခ9လို့ဖြစ်ရင်နေ့9ဆိုတာပြန်3ဖြစ်ပါတယ်နော်အဲကြောင့်မလို့6ထဲ6ခလဲ9နောက်ပိုင်း6ခလဲ9နောက်ပိုင်းမှာဆိုရင်တို့ကဒီ3လုံးနေ့ဒီ3လုံး1 3ညာနေ့ခွန်3ညာ5နေ့နော်နေ့3ညာနေ့3ညာနေ့တဲ့နော်နေ့3ချက်ဖြစ်ချင်းနေ့3ချက်ဖြစ်အချိန်မှာဒီ3လုံးကခွန်တဲ့ဒီ3လုံးက6တဲ့ဒီ3လုံးက5တဲ့ခွန်6 5လို့ဖြစ်ပါတယ်နော်3လုံးခွန်3လုံး6 3လုံး5ခွန်6 5လို့ဖြစ်ပါတယ်နော်3လုံးခွန်3လုံး6 3လုံး5တော့ဒီ3လုံးက5ဒီ3လုံးက6ဒီ3လုံးကခွန်တဲ့နော်ဒီ3လုံးက5ဒီ3လုံးက6ဒီ3လုံးကခွန်5 6ခွန်5 6ခွန်ကိုဒီ3လုံးကခွန်ဒီ3လုံးက6ဒီ3လုံးက5ခွန်6 5လို့ဖြစ်ပါတယ်နော်ဒါကြောင့်မလို့3ည6 5တကွယ်ကောင်းဖြစ်ပါတယ်နော်ဆွေပင်းကူ 3D မိတ်ဆွေအလုံးကံကောင်းကြပါစေနော်3ည6 5ဖြစ်ပါတယ်